ရှေ့ကိုမြောဘိုးမြောဆဲတို့ဒီဖက်ရင်ပါရင်ဖက်ရမလဲမိကုန်းရင်ဖက်ရမယ်နော်ခါကုဆန်ဝါတဲ့နာနီကိုခါယီမတ်ကဘာကိုဝင်ပါလဲနံပါတ်1ကဂယူနီကိုမဲသားရဲ့ကျက်သွန်ထမနေကြီးကျက်သွန်နီရဲ့မုံလာဦးနင်းချင်းမုံလာဦးနီနင်းချင်းဆောင်မုံလာဦးနီရဲ့နံပါတ်2ကကျတော့ကုဒနီကိုဝတ်သားရဲ့ကျက်သွန်နီရဲ့မုံလာဦးနီရဲ့ပြီးတော့ရင်အာလူရဲ့ခါရဲရူနော်အဲ့ဒါရဲ့ပြောချင်တာကဒီလိုမျိုးအများကြီးပဲလားတခုသုံးမျိုးတည်းလားဒါမှမဂီယိုနီကိုရဲ့ဂျာဂိုင်းမိုရဲ့ဂျာဂိုင်းမိုဆိုအာလူပြောနော်ခါရဲရူဆိုခါရဲရူကတော့စင်စင်နဲ့သိခါရဲရူဆိုတာဗာလဲဒီမှာအင်္ဂလိပ်လိုရေးပေးထားရင်တော့နောက်တစ်ခါဘူတာနီကိုဂျာဂိုင်းမိုခါရဲရူအဲ့လိုဖတ်ကြည့်အောင်ခါကုဆန်ကဘာကိုဝင်ပါလဲခါကုဆန်ဝါတဲ့ခွန်ပဲဒီညမှာခါရဲကိုစုကရီမှာရှော့ခါရဲပြုလုပ်ကြရအောင်တဲ့နီကုထမနေငီနင်းကြီးဂျာကိုက်မို့ခါရဲလူကတဲ့ဟိုရှိတဲ့အဲ့ဒါတွေကိုလိုချင်တယ်ပဲပြောတာဒီရှေးအားလုံးကိုလိုချင်တယ်တဲ့ထမနေငီတို့နင်းချင်းဝါအာဒီမှာကျက်သွန်နေနဲ့ဟိုလောင်းနေရတော့ရှိတယ်နီကုဂျာကိုက်မို့ခါရဲဟိုတဲ့ခတ်တဲ့ခိတဲ့ကလာဆိုင်ထမနေငီနဲ့နင်းချင်းမပါတဲ့ဟာကိုကြည့်မယ်တင်းနဲ့နင်းနဲ့လုံးဝမဟုတ်တော့3နဲ့4ပဲရှိရောတယ်3နဲ့4မှာမှသူကဟာလေနီကိုအသားပါမယ်အသားဆိုတော့ဘူနာနီကိုလားဂီယူနီကိုလားဟာလားဂျာကိုင်းမိုပါမယ်ခါရဲရူပါမယ်ကွာအဲ့ဒါတွေကိုဝင်မှာအဲ့တော့ဒီမှာဒီအသားနှမျိုးပဲကြည့်ရတော့မှ3နဲ့4တွေကပြီးရင်နောက်တစ်ခုရှောကိုဇန်ဝါတဲ့ဘူနာနီကိုကခီရိုင်းနာတော့တဲ့ဝတ်သားကိုမကြိုက်တဲ့အတွက်ကြောင့်ဂီယူနီကိုနိရှိမရှောမဲသားလုပ်ကြရအောင်ဆိုတော့အဖေတီကိုပါတဲ့ဟာကိုပဲလုပ်မှာအဲ့တော့နံပါတ်3ဖြစ်သွားပြီဒါပေမဲ့ခါကုဇန်နဲ့ခိုင်းမိုနိုအနေကကြီးရှိမစနေတဲ့ခါကုဇန်ဈေးဝယ်ဖို့ဆောင်ရွက်ပေးပါနော်ဆိုတော့နံပါတ်3ဖြစ်သွားပြီနော်အဲ့တော့ဈေးတို့ကဒီမှာမိကုရင်ဖက်အချက်လက်လေးတွေကိုနားလည်အောင်ဖတ်ပြီးတော့တစ်ချက်ချင်းတင်နဲ့သွားရှာလိုက်တာဖြေရသွားတယ်နော်ဟုတ်ပြီနော်ဟဲ့နောက်တစ်ခုကကျတော့နံပါတ်10ကကျတော့ဝါတာရှိဝါရှိစုကတဲ့ရှိစုဟိုကမှာတဲ့နားနေရရှိမှしたကဘာလုပ်ခဲ့တာလဲနံပါတ်1ကခီရိနာဦးမီကိုယောဂီမှာしたလှပတဲ့ပင်လယ်ထဲမှာရေကူးခဲ့တယ်။ဦးရှိစကားနာကိုထားပေးမှာしたအရသာရှိတဲ့ငါးတွေကိုစားခဲ့တယ်။ဦးမီကမီယေရူဟိုတယ်ရူနီတိုမာရီမှာしたပင်လယ်မြင်ရတဲ့ဟိုတယ်မှာတဲခုခဲ့တယ်။နံပါတ်4ကကျတော့ဖူဂျီဆောင်မီမှာしたဖူဂျီတောင်ကိုကြည့်ခဲ့တယ်။အဲ့တော့သွားကြည့်မယ်နော်။ရှီဇိုအိုကာနီရီယိုကိုနီခီမှာしたခရီးသွားခဲ့တယ်တဲ့။ရှီဇိုအိုကာမှာကတော့ခီရိနာလှပတဲ့ဦးမီကဒီမှာပင်လေရှိပါတယ်ဒါကြောင့်တဲ့ဓကာရဒါကြောင့်ဦးမီနော်ချီကာကိုတဲ့ပင်လေရဲ့နီးနားမှာရှင်းစန်းနာစကနာအောင်ထားပေးမှရှိတာ